Buddha Brahmanya Paddati Kamavasara Kudu Say Chang, Rupavasara Kudu Say Chang. Everything Palida Kamu Biro. Information too. When you go to Biro, Kudika Arubavasara Kudu Ne. Bhagavata Kudu Chang. Kudala Dhamma look. Yes, of Yaga. A suit those who Dhamma, Kudala Dhamma, Agudala Dhamma, Yada Dhamma look, suit those who you be the Hojare Dedana Dhamma. Kudala Dhamma. Kamavasra Kudu Chang. A Chetan Hoja Biro. When so is in Tower, the Madani Palida. Rupavasra Kudu Chang will have Simon Jimmy Lanyon Jet Power Net. Rupavasra Kudu the one of our will have a shinning bit of Hojata. Rupavasra Kudu the singing bit. The Maria Swan Ari, Domian like Lucian. Domian Biro Chen Lucian, Yana ne Kudu the Mew. Garo Arubavasra Kudu. Rupavasra Ayuni object diga. You to Pinjatone Patanile, Ayo object. You to the Goma, she can be a Pidaminare objective of my she can be the Marigo. Ato Yayu at Rubavasra Kudu, and it be. Hello. Show to you, Pidatinare, Ayu Mupene. The Mari saw our mirror to Ayu yet. To Rubazan single. So Lord on I biro, Yashila Nine Kudu the Mew, yes of Yaga or Jamno. Irubavasra Kudu, Arubavasra Kudu Sra. Rubabongo Ute Biro Dore, Rubavasra Kudu Mew. Arubabongo Ute Biro Chen, Arubavasra Kudu Mew. Hold yes, I'm a bringing up. Jamagongo Uti Biro Chenya, the Matat Sins in Yuria. I am a bringing that Kisave. So the yes of your Quene Kajaro. Uti Jab, Yonla, Mayama Seba. Children in it. Tuni Mushidole. Uti Jab, Madame Guajasana Vido. Pero Arubavasra Kudu Yashibuya Daga. Rupavasra Kudu, Sumakamene, Arubavasra Kudu, Mataslan Naima, Rupavasra Kudu, Bibi Sozo, Ato Yayu Jima, Patamazan, Dudiazan, Dadiazan, Sotazan, Tomo, Pismazan Sore, Ruba Kudu Sani, Pibi Wawa, Shakan, Yasi Pide Naumada. Arubavasra Kudu Mu Yabo to the Chinchan Island. Sugarama Aumene, Aleran Sendo, Tadan Sendo, University Sendo, Auna in the Lowe. Ero Rubavasra Kudu Lusure, Suga, Asema Aumene, Arubavasra Kudu, Madelana. The Swadi Megoli made it, Rubazan Mayavene, Arubazan, Atolo Yadala Mayanaimo. Rubazan Yabima, Arubazan, Ucheno Yad. Conjobio Geno Mayana, Hamuada.
ထမဇန်ရပြီးမှဒုတိယဇန်ဒုတိယဇန်ရပြီးမှတတိယဇန်တတိယဇန်ရပြီးမှသုဒ္ဓဇန်သုဒ္ဓဇန်ရပြီးမှပင်စမဇန်အဲ့ဒီပင်စမဇန်ရပြီးတဲ့နောက်မှာအရူပဇန်ဆိုတာကိုတက်လို့ရအစဉ်စဉ်ဒါကြောင့်မို့ဇန်အင်္ဂါတွေနဲ့ရူပဇန်အစဉ်စဉ်ပထမဇန်ကနေဒုတိယဇန်တက်တဲ့အခါမှာဇန်အင်္ဂါတွေကိုတစ်ခုစီတစ်ခုစီလျှော့ချသွားတဲ့နည်းနဲ့တက်သွားတယ်တက်ပုံတက်နည်းချင်းမတူဘူးပေါ့အလုံးသိကြတဲ့အတိုင်းဝိတက်ဝိสารပိတိဒုက္ခဧကဂတလို့ဆိုရက်ဇန်ကိုဖွဲ့စည်းထားတဲ့ဒီအင်္ဂါ၅မျိုးတနည်းအားဖြင့် unity of jhana factor unity of jhana factor အဲ့ဒီ unity of jhana factor ကိုပဲဇန်လို့ခေါ်တာအဲ့ဒီ unity constitute လုပ်ထားတဲ့ဇန်ရဲ့အင်္ဂါရပ်တွေကဝိတက်ကိုရှော့ချပြီးတော့ဝိတက်မပါဘဲနဲ့သမာဓိစွမ်းအားမြင့်ပြီးတော့အာယုံပေါ်ရောက်အောင်လှမ်းတက်နိုင်လို့ရှိရင်ဒါဒုတိယဇန်ပဲတခါဝိสารမပါဘဲနဲ့အာယုံပေါ်မှာတည်ငြိမ်မှုရအောင်လုပ်နိုင်လို့ရှိရင်တတိယဇန်ပဲတခါပီတိမပါဘဲနဲ့ဒုက္ခဧကဂတဆိုဇန်ကနှစ်ခုတည်းနဲ့အာယုံပေါ်မှာယက်တည်နိုင်လို့ရှိရင်သုဒ္ဓဇန်ပဲအဲ့ဒီထဲကဒုက္ခလို့ဆိုတဲ့ထင်ရှားတဲ့ခံစားချက်ကိုဖယ်ရှားလိုက်လို့ရှိရင်မထင်ရှားတဲ့ indifferent feeling လို့ခေါ်တဲ့ဥပိ္ပခခံစားချက်ကလေးနဲ့တင်တမာတိစွမ်းအားတိုးမြင့်ထားနိုင်လို့ရှိရင်ပင်စမဇန်လို့ဇန်အင်္ဂါတွေကိုရှော့ချတဲ့နည်းနဲ့ဇန်အင်္ဂါတွေဖယ်ရှားပြီးတော့သွားတဲ့နည်းနဲ့ရူပဇန်တွေကိုလမ်းဆုံးထိအောင်တက်သွားတဲ့နည်းစနစ်တွေကိုမြတ်စွာဘုရားကဟောထားတယ်အဲ့ဒီထဲမှာတခါအရူပဇန်ကိုတက်ချင်လို့ရှိရင်ဒီဇန်အင်္ဂါတွေကိုလျှော့ချတဲ့နည်းသုံးလို့မရတော့ဘာဖြစ်လို့လျှော့စရာမရှိတော့ဥပိ္ပခနဲ့ဧကဂတတခုမှလျှော့လို့မရတော့ဧကဂတဆိုတာတမာတိပဲဇန်ဆိုတာတမာတိစွမ်းအားနဲ့နေရတာဖြစ်လို့ဥပိ္ပခဆိုတာလည်းပဲဝေဒနာတွေထဲမှာအနုညံ့ဆုံးအသိမွေဆုံးဝေဒနာဖြစ်တယ်အနုညံ့ဆုံးအသိမွေဆုံးခံစားချက်ဖြစ်တယ်အဲ့ဒီအသိမွေဆုံးခံစားချက်ကိုဖယ်ရှားပြလိုက်မယ်ဆိုရင်စိတ်အလုံးဖယ်ရှားပြီးသားဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့လို့အသိမွေဆုံးဖြစ်တဲ့ခံစားချက်ကိုဖယ်ရှားလို့မရတော့သမာဓိဆိုတာတော့လုံးဝမဖြစ်နိုင်ဘူးဖယ်ရှားဖို့အဲ့တော့ဒီဥပိ္ပခဧကဂတဆိုတဲ့ဇန်အင်္ဂါနှစ်ပါးဖယ်ရှားပြလိုက်လို့ရှိရင်ဇန်တောင်ဖြစ်တော့မှာမဟုတ်တော့ပါဘူးဒါကြောင့်မို့လို့ဇန်အင်္ဂါကိုဖယ်ရှားတဲ့နည်းနဲ့အထက်ကိုတက်လို့မရတော့ဒါဖြင့်ဘယ်နည်းနဲ့အထက်ကိုတက်လို့ရတော့ဆိုအာယုံပြောင်းတဲ့နည်းနဲ့အထက်ကိုတက်တယ်ဒါအရူပဇန်တွေကြတော့အာယုံပြောင်းတဲ့နည်းနဲ့တက်တာဒါကြောင့်မို့လို့ဓမ္မသင်္ကနီပါဠိတော်မှာအရူပဇန်တက်ပုံကတမေဓမ္မာခုတလာဆိုတဲ့လေးကုန်းကိုဥတည်ပြီးတော့အရူပဝဆရာကုသိုလ်ကိုဖြည့်တဲ့အခါမှာယန္တမိန်တမေအရူပပတ္တိယမက္ကံဘာဝေတိအရူပဘုံကိုရောက်စေနိုင်တဲ့သို့မဟုတ်အရူပဇန်ကိုရောက်စေနိုင်တဲ့အကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်တယ်တဲ့ဒါဇန်ကိုအစစ်မြင့်တဲ့လမ်းစဉ်တစ်ခုကိုကျင့်တယ်လို့ဆိုအဲ့ဒါလို့ကျင့်တဲ့အခါမှာအာယုံကိုကျော်လွှားရမယ်ဆိုတာဘာလဲပြောတော့ဆိုသဗ္ဗတောရူပတင်ညာဏံသမတိတ်ကမာဒီမှာအာယုံတစ်ခုတည်းကိုမပြောတော့ပဲနဲ့ရူပဝဆရဇံပေါ်မှာအမှတ်ထားနေတဲ့တင်ညာတွေကိုကျော်လွှားပြရပါမယ်ဖယ်ရှားပြရမယ်လို့ဆိုလို့ရူပဝဆရဇံနဲ့ဆိုင်ရာတွေအားလုံးကိုကျော်လွှားဖို့လိုအပ်တယ်တဲ့
မကျော်သွားလို့ရှိရင်ဟိုဘက်ကိုရောက်မှာမဟုတ်ဘူးလို့တင်ညာကိုခေါင်းတီးပြီးတော့ဟောပေမဲ့လို့တင်ညာတစ်ခုတည်းကျော်ရမှာမဟုတ်ဘူးရူပဝဆရဇံအစစ်မြင့်ဆုံးဖြစ်တဲ့ရူပဝဆရဇံရဲ့အာယုံရောရူပဝဆရဇံနဲ့ရှင်တွဲနေတဲ့အရာတွေရောဆိုလိုတာကရူပဝဆရဇံဆိုင်ရာစိတ်စေတသိက်တွေအားလုံးအာယုံနဲ့တကွဖယ်ရှားပြစ်နိုင်ရမယ်အဲ့ဒါတင်လားလို့ဆိုတော့အဲ့ဒီအရူပဝဆရဇံရောက်လာတဲ့အခါကျတော့ပဋိကတင်ညာဏအထင်ကမှာအာယုန်နဲ့ဝတ္ထုနဲ့တိုက်ခိုက်လို့ပေါ်လာတဲ့အမှတ်တင်ညာတွေပဋိကဆိုတာဒီနေရာမှာဒေါသကိုပြောတာမဟုတ်အာယုန်နဲ့ဝတ္ထုနဲ့တိုက်ခိုက်တာဥပမာပဲမျက်စိနဲ့အဆင်းနဲ့တိုက်တယ်အသံနဲ့နားနဲ့တိုက်တယ်အနံ့နဲ့နှာခေါင်းနဲ့လာတိုက်တယ်အရသာနဲ့ရှာနဲ့တိုက်တယ်ခြေတွေနဲ့ခန္ဓာကိုယ်နဲ့တိုက်တယ်အဲ့ဒါလို့တိုက်ခိုက်ပြီးတော့ပေါ်လာတဲ့အမှတ်တင်ညာတွေလည်းအလုံးချုပ်ငြိမ်းရမယ်လို့ပြောတယ်ဒါကတော့ဇံဝင်စားကြတဲ့ကဒါတွေကချုပ်ငြိမ်းပြီးသားဖြစ်သွားပြီသို့တော့ဒီနေရာမှာသေချာတဲ့သေချာအောင်မြတ်စွာဘုရားကဒီအရူပဝဆရဇံရဲ့ဂုံကြီးကိုဖော်ပြတဲ့အနေနဲ့ဒါကိုဆိုတယ်လို့အထက်ကထာကရှင်းတာပဋိကတင်ညာဆိုအာယုန်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့တင်ညာမှန်သမျှလည်းပဲဟောဒီအရူပဇံအဆင့်မှာမရှိတော့ဘူးလို့ဆိုဒါတော့နားကကြားတဲ့အတန်နဲ့လည်းမဆိုင်ဘူးမျက်စိကမြင်တဲ့အာယုန်နဲ့လည်းမဆိုင်ဘူးအဲ့ဒီကြောင့်ပေါ်လာတဲ့စိတ်စေတသိက်တွေအလုံးမဆိုင်တော့ဘူးလို့ဆိုလို့နာနတ္တတင်ညာနာအမနတိကာပဲဒါဒီအချက်ကလေးတွေကအရူပဇံရဲ့ထူးခြားချက်ကလေးတွေပေါ့အာယုန်အမျိုးမျိုးပေါ်ကိုနှလုံးသွင်းနေတာလည်းမရှိတော့ဘူးနာနတ္တဆိုတာ various object မျက်စိကမြင်တဲ့အဆင်းတွေနားကကြားတဲ့အသံတွေဆိုတဲ့ various object တွေကိုလည်းပဲ intention မလုပ်တော့ဘူးလို့ပြောတယ်အဲ့ဒါလို့နူးနဲ့ဆရာအာယုန်တွေကိုဖယ်ရှားပြီးတော့အဘိဓမ္မာသင်္ဃဟကျမ်းမှာအကျဉ်းပြထားသလိုအဘိဓမ္မာသင်္ဃဟကျမ်းကတော့ပထမအာဂတနိသယရဏဇံကိုတက်ပြီလို့ဆိုလို့ရှိရင်အာဂတနိသယရဏအာကာသအနန္တအာကာသနိသဆိုတဲ့စကားလုံးလေးကပြောင်းလဲထားတဲ့စကားလုံးလေးပေါ့အာကာသဆိုတာ space အာနိသဆိုတာ infinite အဆုံးပိုင်းခြားမရှိအဆုံးစပိုင်းခြားမရှိတဲ့ space လေးကိုအာကာသနိသလို့ခေါ်တယ်အဲ့ဒီအာကာသနိသလို့ခေါ်တဲ့ဒီ object ကလေးကိုအခြေပြုတာကိုအာယတနာဒါကအရူပဇံကိုတက်လာတယ်ဆိုရင်ဘယ်ပုံဘယ်နည်းနဲ့တက်တယ်ဆိုတာရှင်းပြတယ်အရူပဇံရဲ့အာယုံကဆိုတော့ရူပဝဆရဇံရဲ့အာယုံကအာဂတကတိုင်းကနေပြီးတော့အာဂတကတိုင်းမပါတဲ့ကတိုင်းကျန်တဲ့ကတိုင်း၉ပါးအဲ့ဒီကတိုင်း၉ပါးအာယုံတွေကိုအရူပဇံကိုတက်ချင်လို့ရှိရင်အဲ့ဒီကတိုင်း၉ပါးအာယုန်တွေကိုဖယ်ရှားရမယ်စာပေလို့သုံးတော့ခွာတယ်လို့ခေါ်တယ်ပါဠိစာပေအသုံးတိုင်းလိုက်ပြီးတော့ကတိုင်း၉ပါးတို့တွင်တပါးပါးကိုခွာ၍ရပ်အပ်သောကောင်းရင်ပြည့်မြတ်ကတိနုခာတိမာကာသလို့စာပေကသုံးတယ်ကတိနာဥဂ္ဂတိကဣမအာကာသဒီ space ကောင်းကင်ဆိုတာအခုလူတွေပြောနေတဲ့ကောင်းကင်ကိုပြောတာမဟုတ် space ကလည်းနေရာတကာတွေ့တဲ့ space ကိုပြောတာမဟုတ်ဘူး
ဒီနေရာမှာဆိုလိုတဲ့အာဂတကဘာလို့ဆိုရင်ကတိုင်းတွေကိုဖယ်ရှားလိုက်တဲ့အခါကျတော့ကတိုင်းအာယုံတစ်ခုကိုဖယ်ရှားပြလိုက်လို့ရှိရင်အဲ့ဒီဘယ်အရာပဲဖြစ်ဖြစ်ဖယ်ရှားလိုက်လို့ရှိရင်သူ့နေရာကွက်လက်ကလေးတော့ရှိရဥပမာမဲ့စပွဲပေါ်မှာစာအုပ်လေးတင်ထားတယ်ဆိုရင်အဲ့ဒီစာအုပ်ကိုဖယ်ရှားလိုက်လို့ရှိရင်အဲ့စာအုပ်ရဲ့ space တွေရှိနေထားတယ်ပေါ့သူရှိနေတော့ကပစ္စည်းတစ်ခုကိုရှိနေတယ်အဲ့ဒါလေးကိုဖယ်ရှားလိုက်တဲ့အခါကျတော့ space ပဲကျန်တော့တယ်အဲ့ဒါလိုကျန်တာမျိုးလေးပေါ့အဲ့ဒီကတိုင်း9ပါးတဲ့ကတပါးပါးကိုခွာလို့ရလာတဲ့ကောင်းကင်ပြည့်ကြကလေးဒါဖြင့်ခွာတယ်ဆိုတာဘာနဲ့ခွာအမနတိကာရ without the taking without the attention မလုပ်တော့ဘူးမဆိုင်တော့ attention မလုပ်ဖ ೇನೆ ခွာလိုက်တယ်လို့ဆိုလို့ဆိုပါစို့ရူပဝဆရပင်စဝေဇံကပထဝီကတိုင်းပေါ်မှာခြေတည်ပြီးတော့ရူပဝဆရပင်စဝေဇံကိုရတယ်အတ္တဝဆရဇံကိုတက်ချင်ပြီဆိုလို့ရှိရင်ဇံအင်္ဂါကိုဖယ်ရှားเสียမရှိတော့ဘာလုပ်ရမလို့ဆိုအဲ့ဒီပထဝီကတိုင်းဆိုတဲ့ object ကိုနှလုံးမသွင်းတော့ပဲနဲ့သူ့ကိုစိတ်ထဲမှာမထားတော့ပဲနဲ့ဖယ်ထုတ်ပလိုက်ဖယ်ထုတ်ပြလိုက်တော့ဘာကြံတော့ဆိုအဲ့ဒီနေရာလေးမှာ space လေးကြံကွက်လက်ကလေးကြံသွားအဲ့ဒီကွက်လက်ကလေးဟာ infinite space အဲ့ဒါလေးကိုအနန္တံအာဂတံဒီ space လေးဟာဆုံးစမရှိပါလားလို့နှလုံးသွင်းပြီးတော့ရလာတဲ့နှလုံးသွင်းလာလို့နှလုံးသွင်းပြီးတော့သဆွန်းတွက်ပြီးတော့ရလာတဲ့တမာရီစွမ်းအားမျိုးကိုအဲ့ဒီ space လေးပေါ်မှာအာယုံစိုက်ပြီးတော့ရထားတဲ့ဇံဖြစ်သောကြောင့်သူ့ကိုအာဂတနိစ္စယတနာဇံလို့ခေါ်တယ်။ဒါကို option နာမည်နဲ့ခေါ်လိုက်ကတိုင်းကိုမြောက်တဲ့ဟာတမျိုးမျိုးကိုနှလုံးမသွင်းမဲနဲ့ဖယ်ရှားလိုက်တယ်။ဖယ်ရှားလိုက်တဲ့အခါ space ဆိုတဲ့အာဂတလေးရတယ်။အဲ့ဒီအာဂတလေးဒီအနန္တအစမရှိဘူးအဆုံးမရှိဘူးပြည့်မြတ်ဖြစ်သွားတာအစမရှိဘူးအဆုံးမရှိဘူးအဲ့ဒါကြောင့်အင်္ဂလိပ်လို infinite space တချို့မှာ space of infinity လို့ပြန်သေးတယ်အဲ့ဒီအပြန်ဆိုချက်ကတော့မဟုတ်ဘူး infinity မဟုတ်ဘူး infinity ဆိုလို့ရှိရင်ဆုံးစမရှိခြင်းဆိုတဲ့အဓိပ္ပာယ်ကိုသွားရတယ်ဒီနေရာမှာ space ကိုယူရမှာ space of infinite space အဲ့ဒီ space ပေါ်မှာအာယုံစိုက်ပြီးတော့ရလာတဲ့ဆံပွားများပြီးတော့ရလာတဲ့ဆံကိုအာဂတနိစ္စယရဏဇံလို့ခေါ်တယ်ဒါကြောင့်မို့လို့နာနတ္တတင်ညာနာအမနတိကာရဆိုချက်မှာအဲ့ဒီစကားလုံးလေးကိုတိုက်ရိုက်မဆိုပေမဲ့လို့အဲ့ဒါပါသွားပြီပေါ့အာဂတနိစ္စယရဏတင်ညာသဟကတံအာဂတနိစ္စယရဏတင်ညာဆိုတာအဲ့ဒီ infinite space လေးပေါ်မှာအမှတ်ပြုနေတဲ့တင်ညာကိုဥတည်ပြောတာစိတ်ကိုပြောတာပဲအားလုံးကိုရည်ညွှန်းပြီးတော့ပြောတာနံတရားတွေအားလုံးကိုရည်ညွှန်းပြောတာအဲ့ဒီအာယုံကိုအခြေခံထားတဲ့စိတ်ဆန်းအားစုအဲ့ဒီစိတ်ဆန်းအားစုဟာဒါပထမဆုံးရရှိလာတဲ့အရူပဝဆရဇံအဆင့်မှာပဲလို့ဒီနေရာမှာတပည့်တော်ကြီးပါဠိတော်မှာဟောကြားပုံနဲ့သုတ်တံပါဠိတော်တွေမှာဆိုတာလေးနည်းနည်းပါးပါးကွဲလွဲမှုလေးတွေရှိကွဲလွဲတယ်ဆိုတာအကြီးကျယ်ကြီးကွဲလွဲတာတော့မဟုတ်ဘူးခုဒီမှာတပည့်တော်ကြီးပါဠိတော်ကြတော့ယန္တမိန်တမေအရူပပတ္တိယမေကံဘာဝေတိသဗ္ဗသောရူပတင်ညာဏသမတိကမပဋိကတင်ညာဏအထင်ကမနာနတ္တတင်ညာဏအမနတိကာရ
အာဂတနိစ္စယရဏပညာသဟကတံဒုက္ခသစ္စပါဟနာဒုက္ခသစ္စပါဟနာဆိုပြီးတော့သုဒ္ဓံဇာနာဥပတ္တနိစ္စဝိရတိဥပိ္ပခသဟကတံလို့သူကိုလည်းပဲသုဒ္ဓဇံလို့ပဲခေါ်လိုက်ဒါသုဒ္ဓနိယပေါ့လေပစ္စကနိယဆိုလို့ရှိရင်သူပစ္စပဇံလို့ပဲခေါ်အဲ့တော့ရူပဝဆရာသုဒ္ဓဇံနဲ့အရူပဝဆရာပထမဇံတို့ဟာဇံအင်္ဂါချင်းတူညီနေလို့သုဒ္ဓဇံပဲသူသုဒ္ဓနိယဆိုသုဒ္ဓဇံပဲအဲ့တော့သုဒ္ဓဇံကိုအာယုန်တွေလွှဲပြောင်းပြီးတော့အဆင့်၄ဆင့်နဲ့ထပ်တက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်ပေါ့ဇံကတစ်ဆင့်တိုးသွားတာမဟုတ်ဘူးမှာဆိုပါစို့ဇံဟာပထမဇံဒုတိယဇံတတိယဇံသုဒ္ဓဇံသတုကနိယ၄ဆင့်ရှိတယ်ပစ္စကနိယဆိုရင်ပစ္စပဇံထိအောင်၅ဆင့်ရှိတယ်ဒီအရူပဇံဆိုတာကဘာဇံလုံးလို့မေးလို့ရှိရင်သတုကနိယသုဒ္ဓဇံလို့ပဲပြောအောင်သုဒ္ဓဇံဆက်တယ်ပစ္စကနိယဘာဇံလုံးမေးပစ္စပဇံပဲဘာဖြစ်လို့လဲဆိုဇံဆိုတာဇံအင်္ဂါကိုကြည့်ပြီးခေါ်တာအာယုံကိုကြည့်ခေါ်တာမဟုတ်ဇံအင်္ဂါနဲ့ဖွဲ့စည်းတာဒါပြင်ပစ္စမဇံရဲ့ဇံအင်္ဂါကဘာတွေတုံးလို့ဆိုလို့ရှိရင်ဥပိ္ပခာနဲ့ဧကဂတအဲ့ဒီဥပိ္ပခာဧကဂတဆိုတဲ့ဒီစိတ်ဆွမ်းအားအဓိကကတော့ဥပိ္ပခာကဘာမှစွမ်းဆောင်ခြင်းမရှိပါဘူးဧကဂတဆိုတဲ့တမာတိစွမ်းအားတစ်ခုတည်းကနေထိန်းထားတယ်လို့ဒီလိုပြောတဲ့သဘောဧကဂတဆိုတဲ့တမာတိစွမ်းအားဒီလုံးဝအနှောင့်အယှက်မရှိဘဲနဲ့စန္ဒတွေကဥပမာဝိတက်တို့ဝိသရာတို့ပီတိတို့ဒုက္ခတို့ဆိုတာကဒီဧကဂတရဲ့အနှောင့်အယှက်ကလေးတွေဖြစ်တဲ့ပေါ့ဘာလို့လဲဆိုတနည်းအားဖြင့်သူတို့က excitement လေးတွေပဲ excitement ရှိတာပေါ့ဆိုတော့ဝိတက်ဆိုလို့ဆိုရင်လည်းစိတ်ကိုအာယုံပေါ်မရောက်အောင်ပို့တင်နေတဲ့လှုပ်ရှားမှုကလေးနဲ့သွားတယ်ဝိသရာဆိုတာလည်းအာယုံနဲ့စိတ်နဲ့ကြွာမသွားအောင်ထိန်းထားတဲ့လှုပ်ရှားမှုကလေးရှိတယ်ပီတိဆိုတာခန္ဓာကိုယ်ထဲကိုစိတ်ထဲကိုတိမ့်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 နဲ့လှုပ်ရှားမှုလေးရှိတယ်ဒုက္ခကလည်းပဲဟုတ်လားအေးချမ်းငြိမ်သက်ပြီးတော့ခန္ဓာကိုယ်ထဲမှာအထီးအတွေ့ရထင်းထင်းရှားရှားနဲ့ဆိုတော့ तू လည်းပဲလှုပ်ရှားမှုကလေးတစ်ခုပဲအဲ့ဒီလှုပ်ရှားမှုတွေအလုံးကိုညှိ့ပြလိုက်တဲ့အခါကျတော့ဧကဂတကတစ်ခုတည်းပဲဖြစ်သွားဆွမ်းအားတွေပို့ပြီးတော့ထက်သွားတယ်လို့ပြောအဲ့တော့အဘိညာဉ်တကိုးတွေဖန်ဆင်းပြီးဆိုတဲ့အခါကျတော့ရှုပ်ဝတ္ထုတွေကိုလုံးဝဖယ်ရှားပြီးအဘိညာဉ်တကိုးတွေကိုဖန်ဆင်းလို့မရတဲ့သဘောပဲအဘိညာဉ်တကိုးတွေဖန်ဆင်းပြီးဆိုရင်ရူပဝဆရဇံအဆုံးမှလုံးလို့ရအရူပဝဆရဇံကနေပြီးအဘိညာဉ်တကိုးဖန်ဆင်းတယ်လို့မရှိဘူးအရူပဝဆရဇံတွေကိုအဘိညာဉ်လို့ခေါ်တာမရှိဒါကြောင့်မို့ရူပဝဆရသုဒ္ဓဇံသို့မဟုတ်ရူပဝဆရပစ္စမဇံအရူပဝဆရဇံကြတော့သူကသိပြီးတော့လုံးဝတည်ငြိမ်သွားတဲ့စိတ်ရဲ့တည်ငြိမ်မှုငြိမ်သက်မှုလှုပ်ရှားမှုကင်းတဲ့သဘောအဆင့်ကိုရောက်သွားတာသူစွမ်းအားတွေတိုးမြင့်လိုက်တဲ့အခါနံတရားတွေဟာတိမ်မွေ့တဲ့တိမ်မွေ့သွားပြီးတော့ရုပ်တရားတွေရဲ့လှုပ်ရှားမှုတွေဟာနည်းတဲ့နည်းသွားတဲ့သဘောကိုပြောတာဒါကြောင့်မို့ဒီမှာဓမ္မသင်္နီပါဠိတော်မှာအရူပဝဆရပထမကုသိုလ်ကိုပဲသတုဋ္ဌဇံလို့သုံးတယ်သုဒ္ဓဇံသတုဋ္ဌနိယသုဒ္ဓဇံလို့ပဲသုံးတယ်အဲ့တော့သုတ္တံပါဠိတော်တွေကြတော့ဘာထူးခြားတော့ဆိုတော့အနန္တံအာဂတန္တိပရိကမ္မံကတ္တဝါဆိုတဲ့စကားလေးပါတယ်အနန္တောအာဂသောဆိုတဲ့ပရိကံလုပ်ပြီးတော့အာဂတနိစ္စရဏဇံကိုရတယ်လို့သုတ္တံပါဠိတွေအင်္ဂုတ္တတို့ပါလို့မှာဒီဆိုရရူပဝဆရဇံနေနဲ့ပတ်သက်ပြီးတော့ဟောအနုဘဝនិရောဓသုတ်တို့နဝအနုဘဝនិရောဓသုတ်တို့အဲ့ဒီမှာရှိမယ်ဆိုလို့ရှိရင်သိညုပါဠိမှာလည်းပဲထို့အတူပဲအနန္တံအာဂတံအနန္တောအာဂသောအနန္တံအာဂတတိပရိကမ္မံကတ္တဝါအာဂတဟာအဆုံးပိုင်းခြားမရှိဘူးလို့ပရိကံလုပ်ပြီးရဲ့ခါပါရူပဝဆရပရဝဇံကိုရတယ်
ဒါကြောင့်မို့ရူပဝဆရပထမဇန်ဒီသုခဇန်ပဲသူကရူပဝဆရပထမဇန်ဒီပိစမဇန်ပဲဒါကြောင့်မလို့သိညူတရုပ်ခွဲတဲ့အခါကျတော့ပိစမဇန်ဘယ်လောက်ရှိသလဲဆိုတာခွဲတယ်ပါနော်ရူပဝဆရပိစမဇန်က3ခုနဲ့ဒီလောကုတ္တရာစိတ်တွေလောကုတ္တရာဇန်တွေကိုအားလုံးပိစမဇန်ထဲမှာထည့်တာဒါကြောင့်မို့ထည့်ဇန်အင်္ဂါနဲ့ကြည့်ပြီးတော့ပြောတာဒါမို့ဒုတိယပါဠိတော်မှာလည်းပဲဒီတိုင်းပဲဟောအဲ့သုတ္တပါဠိတော်တွေကျတော့ပရိက္ခဏလုံးပုံလေးပါပါတယ်ဒီမှာပရိက္ခဏလုံးပုံမပါဘူးအဲ့ဒါလေးကထူးခြားချက်လေးပေါ့တခါအရူပဇံဒုတိယဆင့်ကိုမြင့်မြင်လို့ရှိရင်လည်းပဲ object တွေကိုကျော်လွှားနိုင်အောင်ကြိုးစားအာယုံကိုကျော်လွှားနိုင်အောင်ကြိုးစားပထမအရူပဝဆရဇံက infinite space လို့ခေါ်တဲ့အနန္တအာကာသကိုအာယုံပြုပြီးတော့သူကအရူပဝဆရဇံကိုရတယ်ပထမအရူပဇံကိုရတယ်ဒါကြောင့်မို့အာကာသနင်္စာယတနာဇံလို့ဒီလိုနာမည်ပေးတယ်ဒါ object ရဲ့နာမည်နဲ့ပေးထားတာ after object သူ့ရဲ့နာမည်က after object object တော့နာမည်ပေးထားတာinfinite space ပေါ်မှာစိတ်ဆိုင်ပြီးတော့ရတဲ့ဇံဖြစ်လို့အာကာသနင်္စာယတနာဇံလို့ခေါ်တယ်တခါဒုတိယဇံရဒုတိယအရူပဇံအတွက်ကြတဲ့အခါကျတော့ဒီ object မှာ remain လုပ်နေမယ်ဆိုလို့ရှိရင်စစ်တက်ဖို့မဖြစ်နိုင်ဒါကြောင့်မို့ object အပြောင်းလဲလုပ်ပြီးတော့တက်တဲ့နည်းကိုပြောဇက်တမိန်တမေအရူပရူပပတ္တိယမကံဘာဝေတိသဗ္ဗတောဝိညာဉ်နိစ္စယတနာသဗ္ဗတောအာကာသနိစ္စယတနာသမတိကံမှာဝိညာဉ်နိစ္စယတနာသဟကတံလို့ဆိုပြီးတော့ဒီမှာဆိုလိုတာကအာကာသနိစ္စယတနာဆိုတဲ့ infinite space ကိုအခြေခံထားတဲ့ဇာနဲ့သက်ဆိုင်တာတွေအားလုံးကိုဖယ်ရှားပစ်ဖို့လိုတယ်အကျဉ်းချမရှိအောင်ဖယ်ရှားပစ်လိုက်ရမယ်ဒါကြောင့်မို့လို့သဗ္ဗတောလုံးဝကုန်စင်လုံးဝအကျဉ်းချမရှိအောင် totally remove ပထမဇာနဲ့ပတ်သက်တာတွေအားလုံးကို totally remove object လည်းဖယ်ရှားမယ်စိတ်စေတသိက်တွေလည်းဖယ်ရှားလိုက်မယ်ဖယ်ရှားလိုက်တဲ့အခါကျတော့ဘာရလာတော့ဆိုတော့အဲ့ဒီအာကာသနင်းစလို့ဆိုတဲ့ပထမဒီအာယုံ infinite space ဆိုတဲ့အာယုံပေါ်မှာအာယုံပြုတ်နေတဲ့စိတ်ကလေးအဲ့ဒီစိတ်ကလေးကိုသွားပြီးတော့ object လုပ်လိုက်တယ်ဆိုလိုတာက infinite space ဆိုတဲ့အာယုံကို object ပြုတ်ပြီးတော့ရတဲ့ဇာန်ကပထမအဲ့ဒီ infinite space ကိုအာယုံပြုတ်ပြီးတော့ဖြစ်ပေါ်လာတဲ့ပထမအရူပဇာန်ကို object အနေနဲ့ထားလိုက်လို့ရှိရင်ဒုတိယဖြစ်သွားတယ်ဒီနားလေးတွေကပ်ပြီးတော့ပြောင်းထားတာနော်ဒီနားလေးတွေကပ်ပြီးပြောင်းထားတာအရူပဝဆရပထမဇာန်ကအရူပအာကာသနိစ္စယရဏဇာန်က infinite space ကိုအာယုံပြုတယ်ဝိညာဉ်နိစ္စယရဏဇာန်ကြတော့အဲ့ဒီ infinite space ကိုအာယုံပြုတဲ့စိတ်ကလေးကိုအာယုံပြုတယ်ဟောအာယုံကတ်ပြီးတော့လွှဲပလိုက်တဲ့အာယုံကိုနော်ခေါင်းနဲ့ပန်းလို့ပဲဟိုဘက်ဒီပဲပြောင်းပလိုက်တာပေါ့ object ကိုမယူဘဲနဲ့ subject ကိုယူလိုက်တယ် subject mind ကို object ထားလိုက်တယ်ဟောအဲ့ဒီလို subject mind ကိုပဲ object အဖြစ်အသုံးပြုလိုက်တယ်အဲ့ဒီမှာအာယုံဖြစ်တဲ့ကောင်းကင်ပညာက infinite ဖြစ်သလိုဖြစ်နေသောအဖြစ်အဲ့ဒီ infinite ဖြစ်တဲ့ space ကိုအာယုံပြုတ်ပြီးတော့စိတ်ကလည်းပဲ infinite ဖြစ်တာဒါကြောင့်မို့သူ့ကိုဝိညာဉ်ဉ္စာလို့ခေါ်တယ်ဝိညာဏအနန္တပထမအရူပစိတ်ကလေးသည်ဆုံးစားမဲ့ကောင်းကင်ပညာကိုအာယုံပြုပြီးဖြစ်တော့အဲ့ဒီစိတ်ကလေးကလည်းဆုံးစားမဲ့စိတ်ကလေးဖြစ်တယ် infinite consciousness ဖြစ်သွားတယ်အာယုံအရသူလည်း infinite ဖြစ်ရတယ်အာယုံက infinite ဖြစ်သည့်အတွက်ကြောင့်စိတ်ကလေးလည်း infinite ဖြစ်တယ်အဲ့ဒါကြောင့်မို့သူ့ကိုဝိညာဉ်ဉ္စာလို့ဒီလိုနာမည်ပေးလိုက်တယ်အဲ့ဒီဝိညာဉ်ဉ္စာလို့ခေါ်တဲ့ infinite
consciousness ကို object ထားပြီးတော့တက်လိုက်တဲ့ဇာန်ကြတော့ဒုတိယအာရုပဇာန်လို့ဒီလိုတက်လာတာလို့ဆိုဒါလည်းပဲသရုပ်ထဇာန်ပဲသို့မဟုတ်ပစ္စမဇာန်ပဲအတူတူပဲတခါအာရုပအဆင့်တွေကမကုန်သေးဘူးစိတ်ကိုတခါတစ်ဆင့်တက်အောင်ပဲဆိုလို့ရှိရင်မလုပ်ရတော့သဗ္ဗတောဝိညာဉ်နိစ္စယတနာသမတိကမ္မအဲ့ဒီဝိညာဉ်နိစ္စယတနာစိတ်လို့ဆိုတဲ့ဒုတိယစိတ်ဆိုင်ရာအာယုန်လျောအလုံးကိုကျော်လွှားပြရမယ်အဲ့လိုကျော်လွှားလိုက်တဲ့အခါကျတော့ infinite space ဆိုတဲ့ကောင်းကင်လေးလည်းမရှိတော့ဘူးဆော်ပလိုက်ပြီးပြောင်းပလိုက်သည့်အချိန်ကမရှိတော့ဘူးအဲ့ဒီ infinite space ကိုအာယုံပြုပြီးတော့နေတဲ့ the first consciousness ဆိုတာလည်းမရှိတော့အဲ့ဒီမရှိတော့တာလေးကိုအာယုံပြုတာအဲ့ဒီမရှိတော့တာကိုပါဠိလိုအာကိစဉ္ညာလို့ခေါ်တယ်နတ္ထိဘောပညာလို့မြန်မာစာပေမှာရေးတယ်နတ္ထိဘာဝဆိုတာ nothingness လို့တာမန်ပြန်လို့ရှိရင်ဘာရဲ့ nothingness မှမသိဘူးဆိုလိုတာက nothingness of first ဝိညာဏအဲ့ဒီ first ဝိညာဏနဲ့ပတ်သက်တဲ့လက်ခံနေဘာတစ်ခုမှမရှိတော့ဘူးလို့ဆိုလိုတယ်အဲ့ဒါကိုပြောတာအကိစ္စဉာဆိုအကိစ္စကိစ္စဆိုဘာမှမကြံတော့ဘူးလို့ပြောတာမြန်မာလိုပြောရင်နည်းနည်းလေးမှမကြံတော့ဘူးဘာတစ်ခုမှမရှိတော့ဘူးကြောင်တလင်းခါနေပြီလို့ပြောတဲ့အတိတ်ပဲမျိုးနာကိစ္စနာကိစီနည်းနည်းလေးဆိုဘယ်လောက်ထိအောင်လဲတော့ဆိုရင်အဲ့ဒီစိတ်ကလေးရဲ့ဒီအပြတ်တဲ့ခဏကလေးတောင်မရှိတော့ဘူးလို့ဆိုလို့တယ်သူကအလုံးကုံဆုံးသွားလို့အစအနမကြံအောင်ဒီပထမစိတ်နဲ့ဆိုင်တဲ့ဟာတွေအစအနကိုတစ်ခုမှမကြံတော့အောင်ဖယ်ရှားပြစ်လိုက်ပြီဆိုလို့ရှိရင်တတိယအာရုပဇာန်အဆင့်ကိုရောက်သွားတယ်အဲ့ဒီတတိယအာရုပအဆင့်นี้သူ့ရဲ့အာယုံကပထမစိတ်တွေဘာမှမကြံတော့တဲ့အနေအထားမျိုးကိုအာယုံပြုရဖြစ်တော့ကြောင့်အာကိစ္စဉာယတနာတဲ့အဲ့လိုခေါ်တယ် object နဲ့ခေါ်တာအာကိစ္စဉာဆိုတာအကိစ္စနာကိစ္စနတ္ထိကိစီဟုတ်လားနည်းနည်းလေးမှမကြံတော့ဘူးနတ္ထိကိစီအကျဉ်းချာနည်းနည်းလေးမှမရှိတော့ဘူးလို့နည်းနည်းလေးမှမရှိတော့ဘူးလို့ဆိုတဲ့နတ္ထိဘာဝမရှိတော့တဲ့အခြေအနေတစ်ခုကို object အနေနဲ့လုပ်ပြီးတော့တက်လာတဲ့ရလာတဲ့တမာတိစွမ်းအားအဲ့တော့ဘာမှမရှိတော့ပေါ်မှာယက်တည်နိုင်တယ်ဆိုတဲ့အနေအထားဟာဘလောက်ကြီးမားတဲ့တမာတိစွမ်းအားလဲလို့စဉ်းစားကြည့်ပါ object တစ်ခုပေါ်မှာယက်တည်နေတဲ့တမာတိဆိုတာဒါသိအံ့ဩစရာမရှိဘာမှမရှိတဲ့ဟာပေါ်မှာယက်တည်နိုင်တယ်ဆိုတဲ့တမာတိစွမ်းအားဟာအလွန်ကြီးမားတယ်အလွန်ကြီးမားတဲ့တမာတိစွမ်းအားဒါကြောင့်မို့ဒီတမာတိစွမ်းအားကပို့ပြီးတော့မြင်လာတယ်အဲ့ဒီစိတ်ကအလွန်အဆင်းမြင့်လာတဲ့စိတ်တတ္တိယရူပဝိညာဉ်စိတ်လို့ခေါ်တယ်တခါအဲ့ဒီစတုထအဆင့်တက်ရှင်တဲ့အခါကျတော့ဘာလို့တော့ဆိုအဲ့ဒီဘာမှမရှိတော့ဘူးဆိုတဲ့စိတ်ဆိုင်ရာတွေအလုံးကိုဖယ်ရှားလိုက်တဲ့ဖယ်ရှားနိုင်တဲ့စိတ်ကလေးရဲ့စွမ်းအားစိတ်ကလေးရဲ့သဘာဝကိုအခြေပြုလိုက်ခုနတော့ကသူကဘာမှမရှိတာကိုအခြေပြုတယ်ဘာမှမရှိဘူးဆိုတာကိုသိနေတဲ့စိတ်ကိုတစ်ခါပြန်ပြီးတော့အခြေပြုလိုက်တဲ့အခါကျတော့သုဒ္ဓဇံအဆင့်ရောက်သွားပြန်တယ်အဲ့ဒီသုဒ္ဓဇံကအာယုံပြုတာကတော့စိတ်ကိုအာယုံပြုပေမဲ့လို့သူ့ကြတော့ option နဲ့နာမည်မပေးတော့ဘူး quality နဲ့နာမည်ပေးတယ် quantity တို့ quality တို့နဲ့နာမည်ပေးလိုက်စတုထအရူပဝဆစိတ်ဟာတကယ်ကတော့အောက်ကအတိုင်း object နဲ့နာမည်ပေးလာမယ်ဆိုလို့ရှိရင်သူကဟုတ်လားဝိညာဉ်နိစ္စယတနာကိုအာယုပြုတာအာဂတနိစ္စယတနာတို့ကဝိညာဉ်နိစ္စယတနာလို့နာမည်ပေးခဲ့တဲ့ဒုတိယတော့ကတတိယကျတော့အာကိစ္စဉာယတနာလို့နာမည်ပေးတယ်စတုထကျတော့နာမည်ပေးရင်အဲ့ဒီအာကိစ္စဉာယတနာစိတ်ရဲ့စိတ်ကိုအာယုပြုတာဖြစ်သောကြောင့်အာကိစ္စဉာယတနာအာကိစ္စဉစိတ်တာယတနာလို့နာမည်ပေးမယ်ဆိုရင်ဖြစ်မယ်အာကိစ္စဉစိတ်ကိုအာယုပြုတယ်လို့ဒီလိုဆိုလိုတာပေါ့ဆိုတော့အဲ့ဒီလို option နဲ့နာမည်မပေးတော့ဘဲနဲ့မြတ်စွာဘုရားသူ့ရဲ့ quality နဲ့နာမည်ပေးလိုက်တယ်
နေဝတင်ညာနာတင်ညာဒီစကားလုံးကစကားကိုနှစ်ခွသုံးတာနေဝတင်ညာဟိဆိုပြီးတော့နာတင်ညာနည်းနည်းလေးတော့ရှိသေးတယ်နည်းနည်းလေးတော့ရှိသေးတယ်လို့ပြောတော့ကလူတွေရဲ့ပြောရထုံးစံနဲ့သွားကြိုက်ခင်းချက်မလို့စီပလင်းကိုဖွင့်လိုက်တဲ့အခါကျဟဲ့စီကုန်းနေပြီပြောကြတယ်တကယ်တော့12ဆက်တော့ရှိသေးတယ်အဲ့ဒီစတိ12ဆက်တော့ရှိရေပလင်းနဲ့ရေကုန်းနေလို့ရှိရင်လည်း12ဆက်ကိုလူကစကားနဲ့ထဲမပြောတော့ဟဲ့ရေတွေကုန်းနေပြီပဲပြောအဲ့ဒါလိုပဲဒီစရုပ်ထဆံအဆင့်တမာတိစွမ်းအားရသွားတဲ့စိတ်ကြတော့အေးတင်ညာမရှိတော့ဘူးလို့ပြောလိုက်တာဟာ12ဆက်မှမရှိတော့ဘူးလားဆိုတော့နည်းနည်းတော့ရှိသေးတယ်အဲ့ဒီတည်းအဲ့ဒါကိုထက္ကရာကဥပမာပေးထားတာရှိတယ်ဆရာတပည့်2ယောက်ချောင်းလေးကိုဖြတ်တဲ့အခါမှာတပည့်လုပ်တဲ့ပုဂ္ဂိုလ်ကရှေ့ကကြိုပြီးတော့သွားနေတယ်သွားပြီးတော့ဆရာကနောက်ကလိုက်လာရှင်ဘုရားချောင်းထဲမှာရေရှိတယ်ဗျာရေရှိတယ်ဗျာအေးရေရှိရင်ရေကနုတ်ယူခဲ့ရေချိုးအောင်ဆိုတော့ရေမရှိဘူးဗျာဖြစ်သွားဘာတော့ဆိုတော့ခြေတော့ကလေးစိုးလောက်အောင်တော့ရေရှိတယ်ရေချိုးလောက်အောင်တော့မရှိဘူးတော့ပြောအဲ့ဒါလိုပဲဒီစဉ်သုံးနေတဲ့မိဖို့ကြောင့်မှလည်းပဲစီကုန်းနေတယ်လို့ပြောလိုက်လို့ရှိရင်အေးအဲ့ဒီစီပလင်းရေထည့်အောင်ယူခဲ့ဆိုစီတွေနဲ့ဖြစ်သွားပြန်အဲ့ချက်စီထည့်ထားတဲ့ပလင်းဆိုရင်စီ12ဆက်တော့ကျန်နေသေးတာအဲ့ဒါလိုပဲစိတ်ရဲ့အခြေအနေတရားဟာလေဝတင်ညာအမှတ်တင်ညာလုံးဝမရှိတော့ဘူးလို့ပြောသွားပြီအဲ့ဒီစကားကိုပြန်ဖြေတာကနာအတင်ညာလုံးလုံးကြီးမရှိတာတော့မဟုတ်သေးပါဘူးအင်္ဂလိပ်လိုပြန်တော့ဟုတ်လား no perception no non perception non perception no non perception ဒါက negative နဲ့ပြန်ပြောထားတာနာအတင်ညာဆိုလိုတာကပညာလို့ခေါ်ရလောက်အောင်အမှတ်တင်ညာမရှိတော့ဘူးဝိပဿနာရှုလို့ရလောက်အောင်တင်ညာလို့ခေါ်ရလောက်အောင်အမှတ်တင်ညာကမရှိတော့ဘူးသို့တော့အမှတ်တင်ညာလုံးဝမရှိတော့တဲ့အနေအထားလားလို့ဆိုတော့အဲ့လိုတော့မဟုတ်ဘူးရှိတော့ရှိသေးတယ်ဒီလိုဆိုလိုတာကအဆောင်ပြောမယ်ဆိုရင်သိဖို့ဖက်တဲ့အမတန်မှအလွန်တိမ်မွေးတဲ့အမှတ်တင်ညာလေးရှိတယ်ကြံတော့တယ်လို့ဆိုလို့တမာရီစွမ်းအားကြောင့်အဲ့ဒီအာယုံအဆင့်ကိုရောက်သွားဆိုလို့ရှိရင်စိတ်ထဲကအမှတ်တင်ညာသည်မရှိဘူးလို့ပြောရလောက်အောင်တိမ်မွေးသွားတယ်လို့ပြောတယ်နည်းနည်းလေးပဲရှိတော့တယ်လို့ပြောတယ်ဗမာစကားလို့ဆိုငွေ့ငွေ့လေးပဲရှိတယ်ပြောအောင်ငွေ့ငွေ့လေးပဲရှိတယ်လို့ဆိုလို့အဲ့တော့တင်ညာတွေနဲ့ခေါင်းတက်ပြောပြီးပဲလို့တင်ညာဆိုတာစိတ်အလုံးကိုဥတည်ပြီးတော့ပြောတာနန္တရားအလုံးကိုဥတည်ပြီးတော့ပြောတာခံစားချက်ကလည်းငွေ့ငွေ့လေးပဲရှိတယ်အသိစိတ်ကလည်းငွေ့ငွေ့လေးပဲရှိတယ်အမှတ်တင်ညာကလည်းငွေ့ငွေ့လေးပဲရှိတော့တယ်လို့ဒီလိုဆိုလိုတယ်အကုန်လုံးဒီအဆင့်ရောက်တဲ့အခါအသိစိတ်ဟာငွေ့ငွေ့လေးပဲရှိတယ်ဘာမှမရှိတော့ဘူးအဲ့တော့ဒီအာဂတနိစ္စရဏဇံတို့ဘာလို့ဆိုတာအလုံးသိမ့်မွေးတာအလုံးသိမ့်မွေးတော့ပြမဲ့ကဘလောက်အာယုန်တွေပဲဖြစ်ဖြစ်စိတ်ကိုလာပြီးတော့တုံ့လှုပ်တော့အောင်လုပ်လို့မရတော့ဘူးသူတက်ဒီအရုပဇံတွေဝင်စားပြီးတော့နေတဲ့အချိန်တခါတော့အဖြစ်ပြက်တဲ့ခိရှိတယ်မြတ်စွာဘုရားကသူ့ဆရာနီးယူပြီးတော့ဘုရားလောင်းတော်ကနေပြီးတော့နီးယူပြီးတော့ကျင့်ခဲ့တဲ့ဆရာကြီးအားလုံးမှတ်မိကြလိမ့်မယ်အာလာရကာလမမျိုးနွယ်ကအာလာရယသိကြီးပထမဆုံးဒီကနေပြီးတော့ယောဂကျင့်စဉ်တစ်ခုကိုနီးယူပြီးတော့အောင်မြင်မြင်ကျင့်ခဲ့ဘူးတဲ့ပေါ့အဲ့ဒီဆရာကြီးကဒီတမန်တော်ဝင်စားနေတဲ့အချိန်အဲ့ဒီခေတ်ကတော့ကားမရှိဘူးပေါ့လေဒါပဲလို့သူ့ခင်နဲ့သူပြောရမယ်ဆိုလို့ရှိရင်လဲလန်းသေးမှာတက်တဲ့အောက်မှာသူကဒီတမန်တော်ဝင်စားပြီးတော့ထိုင်နေတာလဲပေါင်း900သူ့နားကနေပြီးတော့လဲမောင်းတယ်ဆိုတော့အေးစိတ်လေးမောင်းတာမဟုတ်ဘူးတော့နွားတွေရိုက်ဆဲတဲ့ကောင်ပဲဆဲမှာပဲလဲကတကြီးကြီးနဲ့အနားနာနေလဲတစည်းမစည်းလည်းမဟုတ်လဲပေါင်း900အဲသူ့နားလေးကနေဖြတ်သွားမသိလိုက်ဘူး
အတန်လည်းမကြားလိုက်ဘူးမြင်လည်းမမြင်လိုက်ဘူးသူအိပ်ပျော်နာလားဆိုအိပ်ပျော်နာမဟုတ်ဘူးဟောဒီတမာရီနဲ့နေတာအဲ့တမာရီနဲ့နေတာလှဲပေါင်း900အခုခေတ်ဆိုရင်ကုန်တင်ကားကြီး9အစီး900သူ့နားလေးကဖြတ်မောင်းသွားသူမသိလိုက်ဘူးဟောဒီလိုပဲပြောမှာမြတ်စွာဘုရားကိုမဟာသိနိဗ္ဗာန်တုတ်မှာပါတယ်အဲ့ဒီပုဂ္ဂုတ္တဆိုတဲ့လူကတန်တော်ပေါ့လေအဲ့ဒီလိုလှဲပေါင်း900အနန္တဖြတ်သွားတာအာလာရကာလမှာမသိလိုက်ဘူးတဲ့သမာဓိစွမ်းအားဘလောက်ထက်တယ်ဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒါပြောတော့မြတ်စွာဘုရားကသူ့ရဲ့ကိုယ်လိုလေးတစ်ခုကိုပြောပြတခါတော့ကလေတဲ့တစ်ခုကကောက်ရိုးအုံကောက်ရိုးတွေနဲ့လှုပ်ထားတဲ့လှိုင်ငူကြီးလိုလှုပ်ထားတဲ့ကောက်ရိုးအုံကြီးထဲမှာမြတ်စွာဘုရားကဝင်ပြီးတော့သမာပတ်ဝင်စားနေတာဒီအရူပသမာပတ်အဲ့လိုဝင်စားနေတဲ့အခါမှာမိုးတွေတက်လာပြီးမိုးတွေအကြီးကျယ်စိမ့်ပြီးတော့အဲ့ဒီလေကွင်းထဲမှာလေသမားညီကို2ယောက်ကလေထွန်းနေတာအဲ့ဒီလေသမားညီကို2ယောက်ကိုမိုးရုပ်ပစ်ချတာနွားလေးကောင်နဲ့လူ2ယောက်တည်သွားတယ်မြတ်စွာဘုရားအဲ့ဒီလေကွင်းထဲကကောက်ရိုးအုံအောက်မှာအဲ့မှာရှိနေတယ်အဲ့နာကပ်ပြီးတော့မိုးရုပ်လူတွေကတုံကြီးရောက်လာတယ်ဟာမိုးရုပ်လူ2ယောက်နဲ့နွားလေးကောင်တည်သွားတယ်ဆိုလာကြည့်ကြတာပေါ့ထုံးစံလာကြည့်တော့မြတ်စွာဘုရားကသမာပတ်ကနေထားပြီးပြင်မဲ့စဉ္ညာလျှောက်လူတွေစုနဲ့ဘာလုပ်ကြတာတော့သူနာလာပြီးတော့ဒါတဲ့တကမေးတော့ရှင်ဘုရားတဲ့အခုပဲမိုးတွေတက်ပြီးတော့မိုးတွေရွာမိုးချုပ်ပြစ်လို့ဒီမှာတဲ့လူ2ယောက်နဲ့နွားလေးကောင်တည်သွားတယ်တဲ့အဲဒီစွမ်းအားကြည့်အဲ့ကဗဟိတကဒီ object တွေအကုန်လုံး disconnection ဒါဖြင့်ရှင်ဘုရားအိတ်နေတာလားဆိုဟာမအိတ်ပါဘူးတဲ့မှာဒါဖြင့်ရှင်ဘုရားတင်ညာကင်းမဲ့နာလားတင်ညာလည်းမကင်းမဲ့ရှိနေအတိစိတ်ကရှိနေတာဘာနဲ့နေတာတော့ဒီ object နဲ့နေ object ရှိတယ်တမာရီစွမ်းအားနဲ့ဇံဝင်စားနေတယ်အာယုန်နဲ့စိတ်နဲ့တွေ့နေတာပဲအဲ့ချင်းဒါပေမဲ့လို့မိုးချိုးပြစ်တန်တော့မကြဘူးဆိုတော့သေပေါင်း900ဘာအာဟောရှိမလဲအနန္တကပ်ပြီးတော့မိုးချိုးပြစ်ချတာတောင်မှပဲမြတ်စွာဘုရားမသိလိုက်ဘူးဆိုလိုတာကဒီတမာပတ်ရဲ့တမာရီစွမ်းအားတွေဟာဘလောက်မြင်မာတယ်ဆိုတာကိုဖော်ပြတယ်ဆိုဇာလန်းလေးပေါ့ဘလောက်မြင်မာတယ်ဆိုအဲ့ဒီလိုအဆင့်မျိုးဟာဒါနေဝတင်ညာနာတင်ညာအတနာလို့ဒါကြောင့်နေဝတင်ညာအမှတ်တင်ညာမရှိတော့ဘူးလို့ပြောနိုင်တယ်နာအတင်ညာမတ်တင်ညာမရှိတော့ဘူးဆိုရင်တည်သွားတာလားအိပ်ပျော်သွားတာလားဒီလိုဟာမဟုတ်ဘူးမတ်တင်ညာမရှိဘူးလည်းမဟုတ်ဘူးလို့နောက်ကထပ်ပြီးတော့ပြောထားတဲ့စကား double negative နဲ့သုံးတာဘယ်လိုအဲ့ဒါလို့ဆိုရလောက်တဲ့တဘာဝကိုအခြေခံနေတဲ့စိတ်လို့ဒီလိုဆိုလိုတာပေါ့ဒါလည်းဆိုရတယ်အဲ့တော့တမာရီစွမ်းအားတွေထဲမှာတော့လောကီတမာရီစွမ်းအားတွေထဲမှာတော့ तू ကအမြင့်ဆုံးပဲဒီတဲ့အစစ်မြင့်လို့မရတော့ဘူးဒါနောက်ဆုံးလမ်းဆုံးပဲဒါလောကီတမာရီတွေထဲမှာ तू ကလမ်းဆုံးပဲဒေဝတင်ညာနာစိတ်ထားနော်ဆိုတော့ तू ကနိဗ္ဗာန်ကိုအာရုံမပြုနိုင်နိဗ္ဗာန်ကိုဖောက်တက်မသွားနိုင်ဘူးဒါမှမဟုတ် तू ကလောကပဲဖြစ်တယ်လောကီယဆိုတာဒီသုံးပုံနယ်တွေမှာပဲရှိရူပအရူပကာမရူပအရူပဆိုဒီအကန့်အသတ်ရှိတဲ့က तू ကဖောက်ပြီးမထွက်နိုင်ဒီထဲမှာပဲဒီထဲမှာတော့ तू လမ်းဆုံးပြီအမြင်ဆုံးဆင်းရောက်သွားရှင်းတော့ဖယားမပွင့်ခင်ကဒီမှာတင်လမ်းဆုံးကြတာဒါအမြင့်ဆုံးလူကဒီအထိပဲရောက်တယ်ဒီပြင်မရောက်တော့အဲ့ဒါကြောင့်မလို့သူတို့နိဗ္ဗာန်လို့ဆိုပြီးတော့ပန်းနိုင်ထားပြီးတော့ကောင်းကင်ဘုံကိုရည်ညွှန်းနေတာအဲ့ဒါကိုရည်ညွှန်းတာဟော heaven ဆိုတာအခုလူတွေရမ်းပြီးတော့ heaven နေတာအမှန်ကအဲ့ဒီဇာယပုဂ္ဂိုလ်ကြီးရည်ညွှန်းတဲ့ heaven ကအဲ့ဒီဓမ္မပြေကိုပြောတာတကယ်ရှိတဲ့ဟာအဲ့ဒီအဆင့်ဒါကြောင့်မလို့တချို့ဂိုင်းတွေကအတိညတဘုံကိုရည်ညွှန်းတယ်တချို့ဘုံဂိုင်းတွေကအရူပဘုံကိုရည်ညွှန်းတယ်ဒါသူတို့ရဲ့နိဗ္ဗာန်ပဲဒါနိဋ္ဌာနလို့ခေါ်တယ်သူတို့ရဲ့လမ်းဆုံးဟာအဲ့ဒါပဲပန်းတိုင်ပေါ့သူတို့ရဲ့ပန်းတိုင်ဘာခေါ်အဲ့ဒီဟာပန်းတိုင်ကတော့တကယ်ရှိတယ်
ဆိုတော့ပန်းနိုင်တဲ့တလွဲတစ်ချော်လုံးနေတော့အဲ့ဒီပန်းနိုင်နာမပြောနဲ့တော့နော်ပန်းနိုင်သွားတဲ့လမ်းတော်မှာဖြောင်းဖြောင်းရောက်မှာမဟုတ်ဘူးပန်းနိုင်တဲ့အဝေးကြီးရဲ့ချင့်စဉ်တွေမဟုတ်လို့ရှိရင်ဟာရှိလေမြတ်စွာဘုရားဟောတဲ့တုတ်တန်တွေထဲမှာရှိဓမ္မကြီးရောက်ခြင်းလို့တဲ့ပုံသားတွေဓမ္မကိုမီးပူဇော်ကြတယ်ရိုးရိုးချင်းကြတယ် sacrifice လုပ်တယ်သားကောင်တွေတတ်ပြီးပူဇော်တယ်ဓမ္မကြီးရောက်ခြင်းအဲ့ဒီဟာတွေနဲ့ကတော့ဓမ္မကြီးမရောက်ဘူးငရဲပဲရောက်သွားတာပဲကုန်သုဒ္ဓါတလွဲစီဖြစ်မြတ်စွာဘုရားကလမ်းညွှန်ပြတယ်ဓမ္မကြီးရောက်ခြင်းလို့ရှိရင်မေတ္တာကရုဏာမုဒိတာဥပေက္ခာခါနဲ့ဇန်တစ်မျိုးမျိုးရောက်အောင်ခြင်းပါရိဇန်တွေရောက်အောင်ခြင်းမှဒီတပ္ပထချင်းစဉ်တွေကိုပေါက်ရောက်အောင်ခြင်းလို့ရှိရင်တော့သူဇန်အဆင့်လိုက်ဆိုင်ရာဓမ္မဘုံတွေကိုရောက်မှာပဲဒါမြတ်စွာဘုရားကဒီလမ်းစဉ်တွေကိုဟောခဲ့တယ်ဆိုတော့အဲ့ဒီလမ်းကြောင်းပေါ်ကိုဒီဖမ်းမင်းတွေရောက်တော့မရောက်ဘဲနဲ့လမ်းလွဲပြီးတော့နေကြတာဆိုတော့သူတို့လက်ညှိုးထိုးတာတော့ကောင်းကင်ဘုံပဲလက်ညှိုးထိုးတာချင်းစဉ်ကလွဲနေချင်းစဉ်လွဲလို့ရှိရင်လုံးဝမရောက်နိုင်ဘူးဆိုလိုတာကရွှေတကုံဘုရားသွားတာဒါပေမဲ့လို့သူကသွားတာမြောက်ဥက္ကလာပဲဥတီသွားနေဘယ်ရောက်မလဲရွှေတကုံဘုရားပဲခူးဘက်ကိုဥတီသွားနေတယ်ရွှေတကုံဘုရားသွားဖူးခြင်းလို့ဆိုပဲခူးဘက်ကိုလှည့်ပြီးသွားနေတယ်ဘယ်တော့မရောက်ဘူးအဲ့ဒီပုံစံမျိုးဖြစ်တယ်အဲ့ဒါကြောင့်မလို့ဓမ္မကြီးရောက်ကြောင်းလမ်းစဉ်တောင်ပါပဲမြတ်စွာဘုရားကိုယ်တိုင်ဟောပြသူတို့ကမှန်တမ်းပြီးတော့ပြောနေတယ်ဆိုတာဒီကဏိကေထဲမှာတုတ်တန်တော်တော်များများပုံသားတွေနဲ့ပတ်သက်ပြီးဟောထားတယ်ဗြဟ္မဏ်တွေနဲ့ပတ်သက်ပြီးဟောထားတဲ့တုတ်တန်တွေအများကြီးရှိတယ်အဲ့ဒီမှာကြည့်ရင်သူတို့ဟာဓမ္မကြီးရောက်တဲ့လမ်းစဉ်မသိဘူးဆိုတာထင်ရှားတယ်မသိဘဲနဲ့အစဉ်လာရဆက်ပြီးတော့ sacrifice တွေလုပ်ဒီရှင်းလက်ပူဇော်လို့ပူဇော်မိပူဇော်လို့ပူဇော်ဆိုပြီးတော့အဲ့ဒီလိုတွေလုပ်မိပူဇော်တဲ့ပုံသားတယောက်ဆိုလေဒီဆရာတော်ကြီးရေးထားတယ်မိပူဇော်တဲ့ပုံသားကြီးတယောက်ကအမြဲတမ်းမိကိုရှိခိုးပြီးမိတဲ့ကိုထောပတ်တင်နဲ့ပူဇော်ပြီးတော့ဓမ္မကြီးကိုတန်းတာပြီးဓမ္မကြီးရောက်ဖို့ဆိုပြီးတော့သူလှုပ်ရှားမိပင်နဲ့များမိပူဇော်နေတော့သေကံဤကြတော့ဘာမြင်တော့လို့ဆိုတော့မိတော့တွေမြင်တယ်ပေါ့မိတော့တွေမြင်တဲ့အဲပုံသားတွေကပြောတာအေးမိတော့တွေမြင်မင်းဓမ္မကြီးရောက်မှာပဲလို့ဆိုတော့သေတော့အဝိစိငရဲကြပါဘာလို့ဆိုမိကဓမ္မကြီးကမိမဟုတ်ဘူးအဝိစိငရဲကမိဖြစ်မိချင်းလွဲတော့ဓမ္မကြီးမှာမိပဲရှိဘူးလေအဲ့မှာချက်မစားတာအဲအဝိစိငရဲကမိဖြစ်နေတော့အဲ့ဒီသူကသေတဲ့အခါအဝိစိငရဲရောက်သွားတယ်အဲ့ဒါလို့ကျင့်စဉ်တွေလွဲမှားပြီးတော့အဲ့ဒါလိုနေတာမျိုးတွေပေါ့ဒါကြောင့်မလို့ကျင့်စဉ်မှန်ဖို့သိအရေးကြီးတယ်လို့ပြောဒါအရုပသံတွေနဲ့ပတ်သက်ပြီးတော့ဒုတိယဒီပါဠိတော်မှာဟောထားတဲ့ဟာအချင်းပြုတ်အဲ့ဒီနေဝပညာနာပညာရဏဇံရလည်းပဲလောကကြီးရဲ့ဟိုဘက်ကိုမလွန်မြောက်နိုင်ဘူးဒါကြောင့်မို့လောကကြီးရဲ့ဟိုဘက်ကိုလွန်မြောက်ဖို့ရာအတွက်ကျင့်စဉ်တစ်ခုရှိနေသေးတယ်အဲ့ဒီကျင့်စဉ်ကိုဒီကနေ့ခေတ်မှာဆိုလို့ရှိရင်အခုမျက်မှောက်အချိန်မှာဆိုရင်ဗုဒ္ဓဂေါတမတသုရာလင်ဒီလမ်းစဉ်ကိုတွေ့ခဲ့တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေတယောက်မှမတွေ့ခဲ့ဘူးအရင်ကတည်းကမြတ်စွာဘုရားလက်ထက်ကတော့ဘုရားတွေတွေ့ခဲ့တယ်ပေါ့တွေ့ပြီးရင်အဲ့ဒီလမ်းကြီးကပြန်ပိတ်သွားဒါကြောင့်မို့လို့ပုရဏမေဃလို့လည်းပြောလို့ရတယ်သို့တော့ဘုရားအဆူစီရှင်ဘုရားကဟောတဲ့တရားကိုနီးမိပြီးတော့လောက်ရတာမဟုတ်ဘူးသူကတရားဘူးကိုယ်တိုင်ဒီလမ်းကိုပြန်တွေ့တာကိုယ်တိုင်တွေ့လို့တရားဘူးပဲသို့တော့ဒီလမ်းကြောင်းကြီးရှင်ဘုရားတွေသွားတဲ့လမ်းကြောင်းဖြစ်သောကြောင့်ပုရဏမေဃလမ်းဟောင်းလမ်းရိုးပဲအဲ့ဒီလမ်းကြောင်းကိုမြတ်စွာဘုရားကိုယ်တိုင်သာလင်ထားပြီးတော့တွေ့တယ်ဘုရားကပြိဋိဘံသံဃာနီးမှာသုဘတ္တပရပိုက်ကြီးကိုပြောခဲ့တယ်မကြားခဲ့တယ်52နှစ်တာသူ့ရဲ့ဘဝအတွေ့အကြုံ52နှစ်တာကာလ52နှစ်ဆိုတာဘယ်လိုစတွေ့တာတော့ဆိုတော့ထွက်လာတဲ့အချိန်ကစတွေ့29နှစ်မှာမြတ်စွာဘုရားအလောင်းတော်ထွက်6နှစ်တရားရှာပြီးတော့6နှစ်တရားကျင့်လို့ဘုရားဖြစ်တဲ့အခါ45နှစ်သက်တမ်းရှိ
အဲ့ဒီ45နှစ်ရဲ့6နှစ်ရဲ့ပေါင်းတော့50နှစ်တစ်နှစ်45နှစ်နဲ့6နှစ်50နှစ်တစ်နှစ်အဲ့ဒီ50နှစ်အတွင်းထဲမှာဝိပဿနာကျင့်စဉ်ကိုဟောနိုင်တဲ့ဆရာဆိုဘယ်မှမရှိဘူးလောကကြီးကိုဖောက်ထွက်ပြီးတော့လောကုတ္တရာအဆင့်ကိုသိရှိသိမြင်တဲ့ဆရာဆိုဘယ်မှမရှိဘူးဟောပြောနိုင်တဲ့ပုဂ္ဂိုလ်လုံးဝမရှိဘူးမြတ်စွာဘုရားသုဘတ္တကြီးကိုမိန့်ကြားခဲ့တယ်ဘာဖြစ်လို့ဆိုတော့သုဘတ္တကြီးကတရားတဲ့ပုရဏကတ္တပါကလည်းသဗ္ဗညုလို့ဝန်ခံတယ်တဲ့မက္ခလိကောသာလည်းဝန်ခံတယ်တဲ့သူတို့ဝန်ခံတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားမေးတော့မြတ်စွာဘုရားမင်းဒါတွေမေးနေတဲ့အချိန်မရှိဘူးမဂ္ဂင်၈ပါးအချင်းတရားမရှိတဲ့သာသနာမှာဘယ်လိုနည်းနဲ့မှပထမအဆင့်သမဏဒုတိယအဆင့်သမဏတတိယအဆင့်သမဏသုဒ္ဓအဆင့်သမထဆိုတာမရှိနိုင်ဘူးလို့မြတ်စွာဘုရားအတိအလင်းဟောခဲ့တယ်အဲ့တော့ကုသိုလ်ဆိုတာဖျားပွင့်လာတဲ့အခါကျတော့အကြည့်ဖျားမပွင့်ခင်ကာမဝဆရာကုသိုလ်ရူပဝဆရာကုသိုလ်အရူပဝဆရာကုသိုလ်၃မျိုးပဲလုပ်လို့ရနော်၃မျိုးပဲလုပ်လို့ရအဲ့ဒီ၃မျိုးဟာတန်လျာထဲမှာပဲသွားနေဖောက်ထွက်နိုင်စွာမရှိကြဖျားပွင့်လာပြီဆိုတဲ့အခါကျတော့ဒီတဲ့အစစ်မြင့်တဲ့ကုသိုလ်တစ်မျိုးကိုမြတ်စွာဘုရားဟောတယ်အဲ့ဒါကလောကုတ္တရာကုသိုလ်တဲ့အဲ့ဒါကြောင့်ဓမ္မသင်္ကေတပါဠိတော်မှာထပ်ပြီးတော့ကုသိုလ်တစ်မျိုးထပ်ဟောတယ်ကတမေဓမ္မာကုသလာယတဝိတနေလောကုတ္တရံဇာနံပါဝေတိသူ့ရဲ့ထူးခြားချက်ကလောကုတ္တရံလို့သုံးလိုက်တဲ့စကားလုံးကနော် going beyond the world လောကကြီးရဲ့ဟိုဘက်ရောက်သွားပြီလောကကြီးရဲ့အထက်ကိုတက်သွားပြီလို့ဒီလိုပြောတယ်တစ်ဆင့်ကဖောက်ထွက်သွားပြီလောကဆိုတဲ့ထဲမှာ remain မရှိဘူးအဲ့ဒီလောကရဲ့ဥဒ္ဒရအပြင်ထိအောင်ရောက်သွားတယ်တဏီလောကရဲ့အာလွန်သွားပြီအဲ့ဒီအဆင့်ထိအောင်ကုသိုလ်ရှိတယ်တဲ့အဲ့ဒီကုသိုလ်ကိုဖြစ်ပွားစေတယ်လို့ဆိုလို့အဲ့ဒီကုသိုလ်ကနေယာနိကနေယာနိကရဲ့အတိပ္ပယ်အဟုတ်ဖြစ်တယ်ဒါကမြန်မာစာပေမှာရေးလို့ရှိတယ်နေယာနိကသာသနာပြီးတော့ရေးတယ်တချို့ကလုံးတယ်ခုခုအဟုတ်လုပ်ပြီးပဲဖြစ်မှာဖြစ်တယ်ဒီသာသနာအဟုတ်လုပ်အောင်ဖြစ်တယ်ဆိုတော့ဒီယောဂပြောက်ဖို့သိဖော်ထားတယ်သိပြီပဲတခါလေဒီပြောက်ဆိုမှဉာဏ်ဤကမဖြစ်ဘူးလို့ပြောတာဟောဒါတော့အဲ့လိုမဟုတ်ဘူးတဲ့နေယာနိကတကယ်ကိုလုပ်ရင်လုပ်တဲ့အတိုင်းဖြစ်တယ်ဆိုလို့နေယာတိတက္ကရတလုပ်တဲ့ပုဂ္ဂိုလ်အတွက်ကိုတကယ်ထုတ်ဆောင်ပေးနိုင်တယ်ဆွမ်းဆောင်ပေးနိုင်တယ်ဒီလိုအဓိပ္ပာယ်မျိုးနဲ့ပြောခုထူးခြားချက်ကပါတော့အပစယခါလီအာစယဆိုတာတန်လျာကိုပွားတွင်းစေတဲ့ကံတရားတွေဟာ accumulate ဖြစ်ပြီးတော့ကံတရားတွေပွားစည်းလာလို့ဆိုပါစို့သစ်ပင်ကြီးတစ်ပင်ကမျိုးစေ့တွေကများလာတဲ့အခါဒီမျိုးစေ့တွေအပင်တွေဆက်ပေါက်လာတဲ့အခါအပင်တွေကတော်ကြီးထူတဲ့ထူလာတယ်ပေါ့အဲ့ဒါမျိုးမဟုတ်ဘူးတဲ့အပစယကံတရားတွေကိုရုပ်သိမ်းသွားတာဖြတ်စည်းသွားတယ်ကံတရားတွေက accumulate မဖြစ်ဘူးတဲ့ဒီအဆင့်ကိုကျင့်လိုက်လို့ရှင်စုစည်းထားတဲ့ကံတရားတွေအားလုံးဟာ accumulate မဖြစ်တော့မျိုးစေ့တွေမအောင်တော့ဘူးလို့ပြောပထမဆုံးအဆင့်ကြတော့ဒိဋ္ဌိကတာနံပဟာနာယအထင်တွေအမြင်တွေအတွေးတွေမှားရတဲ့အယူဆတွေဆိုပါစို့ဒီရတဏမှာတကယ်ရှိတာယုံနဲ့နာပဲအဲ့ဒီယုံနဲ့နာကိုကြည့်ပြီးတော့ဒါကယောက်ျားပဲဒါကအမျိုးသားပဲဒါကအမျိုးသမီးပဲဒါကဘယ်သူပဲဆိုတော့ဒါကအတွေးတွေအထင်တွေလေအဲ့ဒီအထင်တွေမှန်သမျှကိုဒိဋ္ဌိလို့ခေါ်တယ်အတွေးအထင်တွေအတွေးအထင်တွေကတကယ်လို့ဖြစ်လာတကယ်အသင်ဖောင်းလာတော့ illusion ဖြစ်လာ illusion ဖြစ်လာပြီဆိုလို့ရှိရင်အဟုတ်ထင်လာအဲ့ဒီအဟုတ်ထင်လာတဲ့အထင်အမြင်တွေကိုဖယ်ရှားပြနိုင်တယ်ဒိဋ္ဌိကတနာဘာဟာနာယပထမာယဘူမိယပတ္တိယဒီလိုဖွင့်ဆိုပြီးတော့ထားတယ်
ုဒ္ဓစိတ်နဲ့ပတ်သက်လို့တရားစရာတွေတော့အများကြီးဇာန်နဲ့ပတ်သက်ပြီးတော့ဟောတာရှိတယ်သောတပတ္တိမဲ့နီးတစ်ထောင်တို့ဘာလို့ဆိုဇာန်ဆိုတဲ့နာမည်နဲ့ဟောတာနောက်ပြီးတော့ဒီပြင်နာမည်နဲ့ဟောတာတွေမက္ခဆိုတဲ့နာမည်နဲ့ဟောတာတွေလောကုတ္တရမက္ခနဲ့လောကုတ္တရတတိပဋ္ဌာနလောကုတ္တရသမ္မပဋ္ဌာနလောကုတ္တရအဋ္ဌိပါဒံဆိုပြီးတော့ဇာန်ဆိုတဲ့နာမည်အပြင်မက္ခဆိုတဲ့နာမည်တတိပဋ္ဌာန်သမ္မပဋ္ဌာန်အဋ္ဌိပတ်ဣန္ဒြေဘုဖုဇဉ်သစ္စာသမထဓမ္မခန္ဓာအာယတနဓာတုအာဟာရဖတ်တဝေဒနာတင်ညာစေတနာစိတ်ဓာတ်ဆိုတဲ့အမည်တွေနဲ့လည်းဟောထားတာရှိဒါနည်းမျိုးစုံနဲ့ဟောပြီးတော့သွားတာမြတ်စွာဘုရားလောကုတ္တရာစိတ်ဒါလောကုတ္တရာပထမကုသိုလ်ရပြီးတဲ့အခါကျတော့လောကုတ္တရာကမတူညီတဲ့အချက်ကတော့လောကုတ္တရာကပထမကုသိုလ်ရပြီးဒုတိယအဆင့်တက်လိုက်လို့ရှိရင်ဒီပထမကုသိုလ်ဟာရိမိန်ဖြစ်မနေတော့ကြောက်သွားသူကအဲ့ဒါထူခြားချက်ဇာန်ကြတော့အဲ့လိုမဟုတ်ဥပမာပထမဇာန်ရပြီးလို့ဒုတိယဇာန်တက်ရင်ပထမဇာန်ရှိတယ်ဝင်စားလို့ရပထမဇာန်ဆုံးရှုံးသွားတာမဟုတ်ဘူးအဆင့်တက်သွားတာပဲရှိဝင်စားတဲ့အခါမှာလည်းပထမဇာန်ပြီးမှဒုတိယဇာန်ကစွန့်ရည်ထက်လိုက်ရင်တော့ခုံကျော်ဝင်စားတာတော့ဖြစ်တာပေါ့လေအနုလုံပတိလုံခုံကျော်တစ်ခုကြားနှစ်ခုကြားဖက်အောက်ရောင်းမြန်ဝင်စားခြင်းလို့ဝင်စားလို့ရတယ်ဒါအကျွမ်းကျင်မှုပေါ့လောကုတ္တရာကျတော့အဲ့ဒီပုံစံမဟုတ်တော့ဘူးသောတပန်ကနေသဂရကံဖြစ်သွားတာနဲ့တကြိုင်နဲ့သောတပတ္တိဖို့စိတ်ဆိုတာနောက်ထပ်ပြန်မလာဘူးမရတော့ပြီးသားသောတပတ္တိမဲ့နဲ့သောတပတ္တိဖို့ကသူကတတွဲပဲသူကပြီးသွားပြီအစစ်ဒါမက်ကသူကသို့တော်လည်းသောတပန်မဖြစ်ဘဲနဲ့သဂရကံဖြစ်လို့မရဘူးအခုသောတပန်မဖြစ်ဘဲနဲ့အနာဂံဖြစ်နိုင်တယ်ဆိုတဲ့အယူဆတွေပေါ်နေတယ်သတိထားဖို့သောတပန်မဖြစ်ဘဲနဲ့သဂရကံခုံဖြစ်လို့ရတယ်လို့အနာဂံခုံဖြစ်လို့ရတယ်လို့ယဟန္တာတန်းဖြစ်လို့ရတယ်လို့ဆိုတဲ့အယူဆတွေပေါ်နေတဲ့ကမ္ဘာအဲ့တော့လောကုတ္တရာတရားတော်ကသူကပထမအဆင့်ဒုတိယအဆင့်ပထမအဆင့်ကနေဒုတိယအဆင့်ရောက်သွားလို့ရှိရင်ပထမအဆင့်ဟာမရှိဘူးသူကဆိုလိုတာကသဂရကံဖြစ်သွားတဲ့ပုဂ္ဂိုလ်ကသောတပတ္တိဖို့ဝင်စားလို့မရတော့ဘူးသူ့အဆင့်ကသူ့အဆင့်ပဲဒါကြောင့်မို့လို့ပါတိပုဂ္ဂလိကဆိုင်ရာသူ့အဆင့်နဲ့သူသွားတာငါကြပြီးသားဆိုပြီးတော့ဒီလိုလုပ်လို့မရဘူးအဲ့ဒါမရှိဘူးတကြောလွှားသွားဆံနဲ့မတူဘူးဆံကတော့သုဒ္ဓဇံရထားတဲ့ပုဂ္ဂိုလ်ကပထမဇံဝင်စားလို့ရတယ်ဒုတိယဇံဝင်စားလို့ရတယ်တတိယဇံဝင်စားလို့ရတယ်ဇံကဒီလိုပြောက်သွားတဲ့ဟာမျိုးမဟုတ်အာယုန်နဲ့အဆင့်ဆင့်တက်သွားတော့မက်ဖို့ကြတော့အဲ့ဒီပုံစံမျိုးမဟုတ်ဝိပဿနာကျင့်စဉ်နဲ့တန်းပြီးတော့သွားတယ်သောတာပန်ဖြစ်ရုံအဆင့်တန်းရှိတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်လို့ရှိရင်သောတာပတ္တိမဲ့သောတာပတ္တိဖို့ရတခါဝိပဿနာကိုထပ်ပြီးတော့တိုးမြင့်လိုက်လို့အစွင့်မြင့်လာလို့ရှိရင်သဂရဂါမိမဲ့သဂရဂါမိဖို့ရဒါလည်းသူဝိပဿနာနဲ့သူပဲအနာဂံဖြစ်ဖို့ကြတော့အနာဂံပုဂ္ဂိုလ်ကလည်းဝိပဿနာပြန်ကျင့်ရတယ်အနာဂံအဆင့်ရောက်စေနိုင်တဲ့ဝိပဿနာမျိုးအတိညာမျိုးရမှအနာဂံဖြစ်တယ်ယဟန္တာဖြစ်လောက်အောင်ဝိပဿနာဉာဏ်ရင့်တန်တဲ့ပုဂ္ဂိုလ်မှာယဟန္တာဖြစ်တယ်သူအဆင့်နဲ့သူသွားတာ level နဲ့ degree နဲ့သွားတယ်လို့ဒီလိုမှတ်ပြီးတော့မဲ့ဆိုတာတစ်ချိန်ပဲဖြစ်တယ်ဆိုတာအလုံးသိကြတယ်ကိုယ်ကလည်းပုဂ္ဂိုလ်ပြောင်းသွားလို့ရှိရင်မပါလာဘူးဆိုတော့တတိထားကိုယ်စိတ်ကလည်းဥပမာမြတ်စွာဘုရားဆိုလဲတချို့ကဘုရားတန်းဖြစ်သွားတယ်လို့အောက်မေ့မဟုတ်ဘူးဘုရားလည်းပဲပထမဆုံးသောတာပတ္တိမဲ့သောတာပတ္တိဖို့ပဲပြီးတဲ့အခါသဂရဂါမိမဲ့သဂရဂါမိဖို့ပဲတထိုင်နဲ့ဖြစ်သွားလို့သာအရဟတမဲ့အရဟတဖို့နောက်ဆုံးအဆင့်ကိုသာပြောရတာသို့တော့ဘုရားဖြစ်သွားပြီဆိုတဲ့အချိန်မှာဘုရားရဲ့တဏ္ဍာမှာသောတာပတ္တိမဲ့ဖို့တို့သဂရဂါမိဖို့တို့အနာဂါမိဖို့တို့ရှိသေးလားမရှိတော့အဲ့ဒါပြန်လည်းမဖြစ်ဘူးအဲ့ဒါ
မက်ကြတော့ဧကဆုတ်တဲ့ခဏိကတာဖိုကြတော့ဧကပုဂ္ဂလိကပဲပုဂ္ဂိုလ်ပြောင်းသွားတာနဲ့ဖိုကလည်းပြောင်းသွားပြီမှတ်ပြီဒီပုဂ္ဂိုလ်တော့ဒီပုဂ္ဂိုလ်ပဲသောတာပန်ကနေတဂရဂံဖြစ်သွားရင်သောတာပတ္တိဖို့စိတ်ရှိတော့ဘူးတဂရဂံပြီးဖို့စိတ်ဖြစ်သွားတယ်ဘာလို့လဲဆိုသူကသဘောအတူတူပဲသူကအစင်းမြင်သွားတာကိုနာမည်ပြောင်းခေါ်လိုက်ဒီလိုပဲနားလဲရမယ်နာမည်ပြောင်းခေါ်လိုက်တာအစင်းမြင်တာတစ်ခုရသွားဆွမ်းအားမြင့်ယူလိုက်တာအဲ့တော့သောတာပတ္တိဖို့လို့ဟာမျိုးကအစွမ်းထက်သွားတဲ့ဟာကြသဂရဂံပြီးဖို့ခေါ်တယ်အဲ့ဒီတစ်ခါအစွမ်းထက်သွားရင်အနာဂါမိဖို့လို့ခေါ်လိုက်တယ်ဒီတဲ့အစွမ်းထက်သွားရင်thatဖို့လို့ခေါ်လိုက်တာပေါ့အဲ့လိုနာမည်ပြောင်းခေါ်တာဖြစ်တဲ့အတွက်ကြောင့်သူကဉာဏ်နာဖြစ်ပြီးမှသောတာပတ္တိဖို့ဝင်စားလို့မရဘူးသူယထာပကံကိုပိုင်ကိုဟာကိုဝင်စားလို့ရတယ်လို့ဒီလိုပြောတာအဲ့တော့တဂရဂံဖြစ်ဖို့ရအတွက်ကတော့ကာမရာဂနဲ့ဗျာပါဒနေပါတော့အောင်ရှင်းတဲ့အချက်ပဲသူကတော့ကာမရာဂဗျာပါဒဟာဇန်နဲ့မတူတဲ့တော့အဲ့ဒါလောကုတ္တရာစိတ်ပြီးတော့နော်ဒါကြောင့်မို့ဒီမနေ့ဒီပါဠိတော်နောက်တစ်လားလောက်မှလေးလာတဲ့ပုဂ္ဂိုလ်တွေဘုရားမြတ်စွာဘုရားတော်မူခဲ့တဲ့တရားဓမ္မတွေကိုသိရှိရတဲ့အသိဉာဏ်နောက်တရားဓမ္မတန်ဖိုးရှိတယ်။တရားဓမ္မရှိတဲ့အသိဉာဏ်တွေကိုရရှိပြီးတော့မိမိတို့ရဲ့ဘဝအမြင့်ဆုံးတဏှာရပါစေ။ဘုရားအာရမဏအမိကျေတာအာရိယကုဘုရားအပင်ကာမိတိဒုအာရိယကုဘုရားအာမဏတိရာဟရိယကုအာ